Operation Epic Fury 49သမရထရမ့်ရဲ့ Hormuz ကိုပိတ်ဆို့မှုဟာ American ရေတပ်ကအစင်သင်းနေရာယူပြီးတဲ့ဒီနေ့မနက်အစောပိုင်းကစပြီးအသက်ဝင်ပြီးဖြစ်တယ်လို့မိုင်းရှင်းမှုတွေကိုလည်းစတင်နေပြီဖြစ်ပါတယ်။ Hormuz ကိုပိတ်ထားတဲ့အကြောင်းရင်းက New အစီအစဉ်ကိုဆွန့်လွတ်ဖို့အီရန်ကသဘောမတူလို့ဖြစ်ပါတယ်။အဲ့ဒီလိုပိတ်လိုက်တော့မှအီရန်ကအခြေအနေအရရက်ကိုသဘောပေါက်သွားပုံရတယ်လို့အီရန်က Hormuz နဲ့ကိုင်းပြီးအကြမ်းဖက်ငွေညစ်နေတော့ကစိတ်မပူခဲ့ကြသူတွေစိတ်ပူကုန်ကြပြီဖြစ်ပါတယ်။ American Hormuz ကိုပိတ်တယ်ဆိုတာကအီရန်စိတ်ကမ်းတွေအတွက်တည်းပိတ်တာပါဒေသတွင်းကတခြားနိုင်ငံတွေပူစရာမလိုသလိုမိုင်းထောင်ငွေညစ်နေတာလည်းမဟုတ်တဲ့အတွက်ဒေသတွင်းနိုင်ငံတွေတောင်စောတကမတက်ကြပါဘူးမနီးကဆို Hormuz ကိုဖြတ်တဲ့သင်္ဘော34စီအထိရှိလာပြီဖြစ်လို့အီရန်ကစပိတ်ပြီးကတည်းကအမြင့်ဆုံးနံပါတ်ဖြစ်ပါတယ်အီရန်စစ်ကမ်းတွေကိုဝင်ထွက်ခွင့်မရတော့ရင်အထိအနာဆုံးကအီရန်ကလူသက်အစိုးရနဲ့သူ့ရဲ့ဆရာတို့တွေပဲဖြစ်ပါတယ်တရုတ်ကဝင် Admiral Dong Jun ကတရုတ်သင်္ဘောတွေအနေနဲ့အီရန်နဲ့သဘောတူထားတဲ့အတိုင်း Hormuz ကိုဖျက်ဆီးမှာထက်ကြောင်းနဲ့ American အနေနဲ့သူတို့ရဲ့ကိစ္စတွေမှာဝင်မပါဖို့တတိပေးလိုက်ပါတယ်။သူ့ကြေညာချက်မှာအီရန်က Hormuz ကိုထိန်းချုပ်ထားတယ်လို့ဆိုထားပြီးသူတို့ကိုတော့ဖွင့်ပေးကြောင်းနဲ့အီရန်ရဲ့အချုပ်အခြာအာဏာကိုအတိအမှတ်ပြုကြောင်းပါဝင်ပါတယ်။ Hormuz ကခုနှစ်ထောင်ချီကလေးကဒေသတွင်းနိုင်ငံအလုံးမျှသုံးနေကြတဲ့နိုင်ငံတကာရေပိုင်နက်ဖြစ်ပါတယ်။လမ်းထိပ်ကအင်ကလမ်းနဲ့အဝင်အထွက်တွေကိုသွားထိန်းချုပ်ခွင့်မရှိသလိုပါပဲ။ဘာသာထုတ်တရားမဝင်ပါဘူး။တချို့ကတရုတ်တင်ပေါ်နေပြန်လဲရတယ်လို့ဆိုပေမဲ့ပိတ်ဆို့မှုကဒီနေ့မှစတာဖြစ်တယ်လို့တရုတ်ကလည်းအီရန်ကနေစီတင်ပြီးတရုတ်ကိုပြန်မဲ့ Rich Starry ရေနံတင်ပေါ်ဒေသတွင်းမှာပဲရှိသေးတယ်လို့ဆိုပါတယ်။တရုတ်ကလည်းသူ့ရေနံမရမှစိုးရိမ်နေပုံပါပဲ။တရုတ်ရေတပ်ကြီးကတင်ပေါ်ပေါင်း300ကျော်နဲ့အကြီးကြီးဆိုပြီးအရေးအတွက်နဲ့လှမ်းနေပေမဲ့တကယ်တဲ့အများစုကကမ်းရိုးတန်းပထရိုလဲတဲ့ရေရင်တွေပါလီယန်တန်တင်ဘောက3စီးပဲရှိတာဖြစ်ပြီးတခါဘူးမှတိုက်ပွဲအတွေ့အကြုံမရှိသေးတာဖြစ်လို့ American ကဂယုမဆိုင်ရင်ဘာများဆက်လုပ်မလဲဆိုတာသိချင်မိပါတယ်။အီရန်ဘက်ကလာတဲ့တဲ့မှာအီရန်ကိုယ်စားလှယ်တွေကဝါရှင်တန်နဲ့ဆွေးနွေးတာဆက်လုပ်ဖို့ဆန္ဒရှိနေသေးတယ်လို့ဆိုသလိုသမ္မတထရမ့်ကလည်းတစ်ဖက်ကသူ့စီကိုဖုံးတွေခေါ်နေတယ်လို့ဆိုပါတယ်။တဲ့တစ်ခုမှာတော့အီရန်ဘက်က New အစီအစဉ်ကိုလုံးဝဆွန့်လွတ်ဖို့စဉ်းစားနေကြောင်းဖော်ပြသလို New York Times ကတော့9နှစ်အထိဆိုင်းငံ့ချင်တာလို့တင်ပြပါတယ်။အဲ့ဒီလိုရှုံချီနှက်ချီနဲ့ရိုးသားမှုမရှိဘဲဆက်ကောင်းမာနေမယ်ဆိုရင်သူတို့ရဲ့လက်ကျန်တံမြင့်ကိုသူတို့ကန့်တက်လိုက်သလိုဖြစ်နေချိန်မှာဆိုတာသဘောပေါက်တင်ပါပြီ။တိတ်ရန်လိုတဲ့သူတွေကိုခေါင်းဆောင်နေရာမှာဆက်ထားတဲ့မထားတဲ့ American နဲ့ Israel ထိပါတယ်။ American ကအပြစ်ရိုက်နှစ်ပတ်မကုန်ခင်မှာအီရန်နဲ့နောက်ဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံခွင့်ပေးဖို့စဉ်းစားနေကြောင်းလဲသတင်းထွက်နေပါတယ်။နယူးကိစ္စနဲ့ပတ်သက်လို့သမ္မတထရမ့်ကလက်ရှိတန်ရှင်းထားတဲ့ယူရေနီယမ်တွေကို American ကလာယူမယ်သို့မဟုတ်အင်အားနဲ့ဝင်သိမ်းမယ်လို့ရှင်းပဲပြောထားပါတယ်။ဆွေးနွေးပွဲမှာသမ္မတထရမ့်ကသူလိုချင်တဲ့အချက်တွေကို90-95ရာခိုင်နှုန်းမျိုးလာမျိုးမလိုချင်ပဲ100ရာခိုင်နှုန်းပဲရချင်ကြောင်းရှင်းလင်းပြောထားပါတယ်။ဗန်နာရေးတဲ့ခတ်မှန်းချက်အရ Hormuz ကိုအီရန်စစ်ကမ်းတွေအတွက်လုံးဝပိတ်လိုက်ရင်အီရန်အတွက်တညက်ကိုပို့ကွန်ကငွေ286တန်းညစ်ရှာသည့်သွင်းကုန်59တန်းဖိုးလဲဆုံးရှုံးမှာပါ။အီရန်ရဲ့တညက်ကုန်သွယ်မှုပေါင်း59.8ဘီလီယံက Hormuz ကသွားလာဖြစ်ပါလေ။အီရန်စစ်ကမ်းကရေနံတင်ပို့နေတာတွေရပ်သွားပြီး73ရက်ကြာရင်သူတို့ရှိပါသမျှရေနံလောင်ကန်တွေအကုန်ပြေးသွားမှာဖြစ်လို့ရေနံတွင်တွေကနေထုတ်လုပ်မှုကိုရပ်တန့်ရဖို့ဖြစ်လာမှာပါ။ဒီလိုထုတ်လုပ်မှုမျိုးကရပ်တန့်ပြီးရင်ချက်ချင်းပြန်ခွင့်လို့မရပါဘူး။အချိန်ကလလောက်ယူရပါတယ်။တွင်းအိုတွေဆိုရင်အနာဂတ်ထုတ်လုပ်မှုအများကြီးရောသွားတဲ့အထိဖြစ်သွားနိုင်တာမျိုးပါ။အိမ်နီးချင်းတွေရဲ့ရေနံ infrastructure တွေကိုတိုက်ခိုက်ထားတာဝက်လေချိန်များဖြစ်မလာပါပဲ။ Socialist ဘင်က American တပ်တွေ Hormuz ကိုပိတ်ဆို့ပြီးအီရန်စစ်ကမ်းဒီစီအဝင်အထက်မရှိရအောင်တားဆီးတာကိုကန့်ကွက်လိုက်ပါတယ်။သူတို့မှာအီရန်ကလူမိုက်တွေ Hormuz ကိုအကျက်ကိုငွေညစ်နေတာကိုကန့်ကွက်ခြင်းမရှိပါ။ American နဲ့ Israel ကအီရန်ကိုတိုက်တာကန့်ကွက်ပေမဲ့အီရန်ကဘာမှမဆိုင်တဲ့အိမ်နီးချင်းနိုင်ငံတွေရဲ့အရက်ဖတ်သင်္မားတွေကိုဖိတ်ခတ်တာကိုတော့မတားမြစ်ပြန်ပါဘူး။အဲ့ဒီတော့သူတို့ကန့်ကွက်သေးဆိုတာဆရာတို့အလိုကြကန်ပြနေတာပဲဖြစ်နေပါတော့တယ်။အရှိအလေမှာ Hormuz အရေးပါတယ်လို့အာရှမှာမလက်ကားရေလဲကြားကအရေးပါပါတယ်။မလက်ကားရေလဲကြားကမလေးရှားနဲ့အင်ဒိုနီးရှားရဲ့ဆူမာထရာကြားမှာရှိနေပါတယ်။အဲ့ဒီဒေသကိုလေတရုတ်ကမက်ဆီချပါတယ်။ဒီနေ့တော့အကွက်မြင်တဲ့သမ္မတထရမ့်ကပင်တဂုံမှာစစ်ရေးဝင်ကြီးဟက်သက်ကိုအင်ဒိုနီးရှားကာဝဲနဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက်အရေးကြီးတဲ့စာချုပ်တစ်ခုချုပ်စေခဲ့ပါတယ်။အဲ့ဒီစာချုပ်နဲ့စစ်ရေးခေတ်မော်ဒန်မှုပူးပေါင်းလေ့ကျင့်ရေးတွေရေချောင်းသွားလာရေးရေအောက်မှာနီးပညာနဲ့တမာရိုးတဲ့နီးတွေရောသုံးတဲ့အစစ်မြင့်စစ်ရေးနီးပညာပူးပေါင်းထုတ်လုပ်မှုအားထုတ်ရစတုံတီဝင်မှုတွေဖြစ်ပါတယ်။
အင်ဒိုနီးရှားဟာအင်ဒိုပစိဖိတ်ဒေသမှာအရေးပါတဲ့ရေလမ်းကြောင်းတွေပိုင်ဆိုင်ထားပြီးနေချက်တရုတ်ကလွတ်လပ်စွာသွားလာမှုနဲ့ဒေသတွင်ငင်းချမ်းရေးကိုချိန်ချောက်နေတာပါမယ်။နေတိုဥရောပမဟာမိတ်ဆိုသူတွေကအီရန်လူသက်အစိုးရဖက်ခုမှလိုက်နေတာလို့ထင်ရင်မှာပါမယ်။ UN Committee for Program and Coordination ဆိုတဲ့လူခွင့်ရေးလက်နက်ဖုတ်သိမ်းပြီးနဲ့အကြမ်းဖက်မှုကာကွယ်ရေးကော်မတီထဲမှာမိမ့်မတ်ဆိုတာလူလောင်တတ်မှတ်မထားတဲ့မူလာတွေရဲ့အကြမ်းဖက်အီရန်နိုင်ငံပါဝင်မှုအနီးစင်းတင်သွဲကိုထောက်ခံခဲ့တဲ့နိုင်ငံတွေက UK, Spain, Canada, ပြင်သစ်, Germany, Norway, Australia, Austria, Finland, Netherlands စတဲ့ NATO မဟာမိတ်တွေဖြစ်နေပါသေးတယ်။ပိချခံရတဲ့ F-15 ရဲ့ WSO ကိုကယ်တင်မှုလုပ်နေစမှာ IRGC တွေကလူအင်အားနဲ့ရှာပါတယ်။အဲ့ဒီအချိန်မှာ CIA ကသူတို့ဇဝေဇဝဖြစ်အောင် IRGC commander တွေရဲ့ဖုန်းတွေကို Pegasus spyware နဲ့ hack လုပ်ပြီး American ကိုတွေးကြပြီး American ကို Iran ပြည်တွင်းကကယ်ထုတ်သွားပြီးဆိုတဲ့ message အမြင့်တွေအများကြီးပို့ထားခဲ့တယ်လို့ဆိုပါတယ်။တင်အောင်မမျိုး April 23 ရက် 2026